okay အဲ့တော့ trend follower တွေကတော့တစ်ချက်လေးကြော်သွားပြီပေါ့နော်ဒီမှာကျွန်တော်တို့ market မှာတွေ့ရတဲ့အရှင်ယူလို့ရမယ့်အနေအထားလေးတွေ့တယ်band တစ်ခု crypto band တစ်ခုလောက်ကိုကျွန်တော်ဒီမှာ knowledge share အနေနဲ့မြောက်ပေးခြင်းလို့ပါ okay အရင်ဆုံးကျွန်တော်ဘာကိုပြောမလဲဆိုတော့ကျွန်တော်တို့ဟို PMB ကိုပြောမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာကိုပြောမလဲဆိုတော့uni ကိုပြောဖို့ပေါ့နော် okay အဲ့တော့လောလောဆယ်ကျွန်တော် PMB market ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် okay အဲ့တော့ BNB market မှာကျွန်တော်ပြောရနော် trend follower တွေကတော့တစ်ချက်ပြီးကြော်သွားပြီလို့ကျွန်တော်ပြောထားပါတယ်။လက်ရှိ BNB ရဲ့ overall market ကိုကြည့်မယ်ဆိုလို့ရှိရင် under bearish ပေါ့နော် down trend ကိုသွားနေတာပေါ့နော်။ဒီမှာလည်းကျွန်တော်တခု trend လေးတခုဆွဲတာကျွန်တော်တို့ဘယ်လိုပြောမလဲ solid trend တော့မဟုတ်ဘူး dynamic trend ဖြစ်နေတာပေါ့ဒီကောင်ကတော့လေ။dynamic trend ဖြစ် okay အဲ့ဒါလေးကျွန်တော်ချက်လေးခေါ်ကြည့်။ okay အခုပြောချင်တာကတော့ဒီဟာလေးပေါ့နော်။ကျွန်တော်ဒီမှာလက်ရှိရောက်နေတဲ့ market အနေအထားလေးကိုကျွန်တော်ဒီမှာsharing လုပ်ပေးကြပါတယ်မနေ့ကတော့ဒီမှာကျွန်တော်ဆွဲထားတဲ့ channel ရှိတယ်ဒီ descending channel ကိုသူbreak out ဖြစ်ထားတယ်ပေါ့နော်လောလောဆယ်ဒီမှာမနေ့က FOMC မှာသူdescending channel ကို break out ဖြစ်ထားတယ်အဲ့တော့ကျွန်တော်အနေနဲ့ကကြတော့ဒီကောင်ကကြတော့ကျွန်တော် counter ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုဖြစ်ရမလဲဆိုတော့ကျွန်တော်တို့ TP ကိုတော့ကျွန်တော်အဝေးပြီးတော့မထားစေချင်ဘူး TP ကိုတော့နီးနီးနားနားပဲထားစေချင်တယ်ပေါ့နော် TP ကိုဝေးထားလို့အစင်မပြေဘူးပေါ့နော်ဘာလို့ဆိုကျွန်တော်တို့က trend ကိုပြောင်းပြန် trade တာဖြစ်တဲ့အတွက်ကြောင့်beginner တွေအနေနဲ့ဆိုလို့ရှိရင်တော့လေ့ကျင့်နေတယ်ဆိုလို့ရှိရင်တော့လေ့ကျင့်လို့ရအောင်လို့ကျွန်တော်ဒီမှာ knowledge sharing လေးအနေနဲ့ပဲမြောက်ပေးတာဖြစ်ပါတယ်trend ကိုပြောင်းပြန် trade တာကအန်ဒီရများပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော် channel ရှိတယ် descending channel ကိုဒီမှာ breakout ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့် descending channel breakout retest မှာကျွန်တော်တို့ကbuying opportunity စောင့်လို့ရတယ်ပေါ့ဗျာ buying opportunity စောင့်လို့ရတယ် okay အဲ့တော့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်လေးမြောက်ပေးကြပါတယ် okay အဲ့တော့ဒီကောင်ကို breakout ဖြစ်သွားတယ်ပေါ့နော် breakout ဖြစ်သွားပြီးတော့ကျွန်တော် breakout ဖြစ်သွားပြီးတော့ဒီ zone ကိုကျွန်တော်တို့ retest ပြန်လာနိုင်တယ်ပေါ့နော်ဒီမှာလည်းဒီ zone ကို retest ပြန်လာနိုင်တယ်ဒီနေရာမှာကျွန်တော်တို့ hammer တော်၎င်း bullish engulfing တော်၎င်းပေါ်လို့ရှိရင်ကျွန်တော်တို့က TP ကကြတော့ကျွန်တော်တို့ဒီ zone အထိယူလို့ရတယ်လို့ကျွန်တော်တို့ဒီ FVG area ဒီ zone အထိလည်းယူလို့ရတယ်ပေါ့နော်ဒါကတော့TP1 ဖြစ်မယ်ဒီမှာကျွန်တော် highlight နဲ့ချိန်ထားတဲ့ FVG နေရာ2နေရာရှိပေါ့ဗျာ market imbalance လို့လည်းခေါ်တယ် FVG fair value gap လို့လည်းခေါ်တယ်အဆင်ပြေတယ်လို့ခေါ်ပါဒီနေရာမှာ gap fill မလုပ်ရသေးတဲ့အတွက်ကြောင့် price ကဒီနေရာကိုဒီ T ကိုကျွန်တော်တို့လာနိုင်ရရှိတယ်ပေါ့နော်အဲ့တော့ TP1 သမားတွေကဒီနေရာမှာယူလို့ရတယ်အဲ့တော့635မှာ TP1 သမားတွေယူလို့ရတယ် TP2 သမားတွေကတော့680ပေါ့ဗျာပြောမှဆိုလို့ရှိရင်600နဲ့မှ80လိုက်မကောင်းဖြစ်လို့ okay ထားပါတော့ဒီမှာ680မှာကျွန်တော်တို့ TP ယူလို့ရတယ်ပေါ့နော် okay မနေ့ကကျွန်တော် FOMC မှာဒီကောင်ကဒီ channel ကို breakout လုပ်ထားတာ breakout bar နဲ့ကိုတည်တည်ချာ breakout လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင် retest မှာ buying opportunity စောင့်နေရတယ်ဒီနေရာမှာvolume နဲ့ကျွန်တော် hammer တော့၎င်းbullish engulfing တော့၎င်းပေါ်လာခဲ့ပြီရှိတော့ buy entry ယူဝင်လို့ရပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ knowledge sharing အနေနဲ့ pattern လေးတစ်ခုပေါ်နေတာဖြစ်တဲ့ကြောင့် knowledge sharing နဲ့မြောက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒီလိုသာပေါ်သွားခဲ့ပြီရှိတော့ဒီအောက်မှာထွက်သွားတဲ့ဟာကျွန်တော်တို့ false breakout ဖြစ်သွားမှာဖြစ်ပါတယ် okay အဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်လေး focus ထားပြီးတော့စောင့်ကြည့်စေချင်ပါတယ်ဒါကတော့ BNB market မှာကျွန်တော်ပေါ်နေတဲ့ opportunity လေးကို knowledge sharing အနေနဲ့မြောက်ပေးတာဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးတော့ကျွန်တော်တို့ patiently waiting ပေါ့နော်စိတ်ရှည်ရှည်လေးနဲ့စောင့်ပြီးပါ retest ပြန်လာတဲ့ခါမှာဒီနေရာမှာလည်း gap လေးတစ်ခုဖြစ်သွားတယ်ပေါ့နော်ဒီနေရာမှာလည်းကျွန်တော်တို့ fair value gap လေး FVG တစ်ခုဖြစ်သွားတယ် FVG ကိုလာ fail တဲ့အခါမှာဒီနေရာမှာပေါ်ရင်ကျွန်တော်တို့ကဝင်နိုင်တယ်တချို့သူတွေကကျတော့ဒီနေရာကို breakout လုပ်သွားတာနဲ့ဒီအောက်မှာကျွန်တော်တို့ဒီအောက်လေးမှာကျွန်တော် stop loss ပေးပြီးတော့ price ကဒီ breakout bar ရဲ့အနည်းဆက်ဆုံးပြန်လာရင်ကျွန်တော်တို့ entry ဝင်နေရှိရပေါ့နော်ဒီလိုပုံစံမျိုးနဲ့လည်းကျွန်တော်တို့ဝင်တယ်တချို့ကတော့ဒီကောင် breakout ဖြစ်တဲ့ retest ပြန်လာမှဒီနေရာရဲ့အောက်မှာchemical confirmation ယူပြီးတော့မှကျွန်တော်တို့ကဒီအောက်မှာ stop loss ပေးပြီးတော့ TPO ယူဒီနေရာလေးဒီလိုနေရာတွေမှာယူလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် knowledge sharing အနေနဲ့ BNB မှာမြောက်ပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်